answer ခေါင်များတာနားလည်လိမ့်မယ်ထင်တယ် master base လို့တာအာသာပြများတာအဲ့ဒါဒီဇလန်းတွေကြည့်ပြီးတော့ဆွဲလန်းလာတဲ့ခါမှာစိတ်ကူးထဲမှာ तू ကတာယာမှုရနေတာတကယ်မင်္ဂလာပါ Lily Reaction Channel မှာကြိုဆိုပါရရှင်ဒီဗီဒီယိုလေးကတော့လက်တလုံးနာမည်ကြီးနေတဲ့အကြောင်းအရာလေးတွေကိုပြသပေးသွားမှာဖြစ်ပါတယ်ရှင်တရက်နဲ့တရက်အိယာဘော်ကဆန်းဆောင်ရည်ကိုကြာဆင်းစေတဲ့အချက်တစ်ချက်ကိုကအဲ့ချက်တွေကဘယ်အချက်တွေကြောင့်လဲဆိုတာကိုဆန်းစစ်လို့ရအောင်လုံးမိနေပြီလားအဲ့တော့ခုကြည့်နေနားထောင်နေနေဆက်သွယ်လို့ရအောင်တကယ်လို့ပြန်ကားမှာဒီလိုဖြစ်နေခဲ့ရင်တိုင်ပင်လို့ရအောင်ဆရာမရဲ့ဖုန်းနံပါတ်4252 06564646ဆိုတဲ့နံပါတ်တွေကိုရုံးချိန်အတွင်းမှာဆက်သွယ်မေးမြန်းလို့ရတယ်အဲ့တော့ဘာနှစ်ချက်လဲဆိုရင်နံပါတ်1ကတော့အမျိုးသားတွေအန်ဆာခေါင်များတာနားလည်လိမ့်မယ်ထင်တယ်မာစတာဘေးလို့တာအာသာပြများတာအဲ့ဒါဒီဇလန်းတွေကြည့်ပြီးတော့ဆွဲလန်းလာတဲ့ခါမှာစိတ်ကူးထဲမှာ तू ကတာယာမှုရနေတာတကယ်လက်တွေ့ပေါ်မှာထိချုံမှုအားနေပြီးတုံ့လွတ်မြန်နေဆိုတဲ့အခြေအနေတွေကအများကြီးဖြစ်ကြတယ်အဲ့တော့ဒီပေါ်မှာဒီလိုဇလန်းတွေကိုတာယာမှုတွေကိုတက်နိုင်ဆုံးရှော့ပြီးတော့တကယ်လက်တွေ့ပေါ်မှာဒါတက်နိုင်ဆုံးကိုယ်တိုင်ရုံးထွက်မှရပါမယ်နော်ဒီတစ်ချက်ကြောင့်လည်းအခန်းထဲကဆန်းဆောင်ရေးကြားစေတယ်နောက်တစ်ချက်ကမြို့သားတွေတိနေတဲ့မှားမှန်းလဲတိတယ်ဒါပေမဲ့အလွဲတကူအပေါ်ရန်လိုက်လုံးမိနေတဲ့အချက်ဘာလေးဖြစ်မဲ့ထင်လဲ comment လေးမှာမှန်းကြည့်ခဲ့ပြီးအောင်လူတိုင်းလုံးဖြစ်ကြတယ်အရက်တော့ရင်ကြားတယ်ဘီယာတော့ရင်ကြားတယ်ကြာသေးတော့ရင်ကြားတယ်เนาะအဲ့လိုမျိုးအဲ့ဒီအရာတွေကအုံနောက်ရဲ့ဆွမ်းဆောင်ကြီးကြာစင်းတာနဲ့အမျိုးသားတယောက်ရဲ့လိမ်ပိုင်းဆိုင်ရာကြာစင်းတာနဲ့အတူတူပဲအိတ်ခမ်းရဲ့ဆွမ်းဆောင်ကြီးကြာစင်းစီတာကလည်းအာယုံဂျောတွေနဲ့လည်းသက်ဆိုင်နေတာမို့လို့အရက်ဘီယာဆေးဝါးတစ်မျိုးမျိုးဒါတွေအကုန်လုံးကလည်းရေတို့မာတာအဆင်ပြေပြီးတော့ရေချေကြရင်ကိုယ့်ရဲ့ဆွမ်းအုံနောက်အာယုံဂျောကိုထိခိုက်သွားတဲ့အတွက်ဆွမ်းဆောင်ကြီးကြာစင်းတယ်ဆိုတဲ့အခြေအနေတွေမောပန်းတယ်ပျော့ခွေသွားတယ်မပြီးမြောက်ဘူးအားမရဘူးဆိုတဲ့အခြေအနေတွေကဖြစ်လာတာအဲ့ဒီအတွက်ဖြောဖြစ်ချင်မှုဆိုရင်တော့ဒီလိုအချက်တွေကိုကိုယ်တိုင်ကလိုက်နာပြီးတော့လိုက်လုံးမှပဲရမှာဆရာမအနေနဲ့ကျမ်းမာရေးကိုနားလည်လို့ဒီစေဝိုင်းနဲ့ပတ်သက်လို့မျိုးသားတွေကိုလမ်းမှန်ရအောင်เนาะတေချာလေးစနစ်တကျညှိုးပေးနေပြီမဲ့လိုက်လို့ချင်းမလိုက်လို့ချင်းရွေးချယ်ခြင်းမရွေးချယ်ခြင်းကတော့အကိုတို့နဲ့ပဲဒီကကျမရဲ့စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ပဲဆိုင်တာမှုလို့เนาะတကယ်လို့ဆရာမစီမှာဆိုရင်လည်းဆေးရမရောင်းဘူးလိုအပ်တဲ့သူဆွေးနွေးပြီးမှတိုင်ပင်ပြီးမှဒီအချိန်တွေကဒါလုပ်တင်တယ်ဒီအချိန်တွေကဒါမလုပ်တင်ဘူးလို့ညွှန်းပေးတာရှင်အဲ့တော့လိုအပ်တဲ့ခါမှာဆရာမစီမှာရွေးချယ်ကြရတွေကတော့အများကြီးဒါဒီအချိန်တွေကိုအသက်ရွယ်အကိုရဲ့ဒီအနေထားဒီလိုလူကဒီဟာလေးနဲ့မှတင်တော့ဒါဆရာမကအဲ့လိုမျိုးညွှန်းပေးတာပေါ့နော်လူတိုင်းကိုဒီတိုင်းပဲပြည့်ပြည့်စတယ်ဆရာမဆေးမရောင်းဘူးရောင်းလို့လည်းမရဘူးတကယ်ကိုလူတယောက်ကို7မိနစ်လောက်ဆရာမအချိန်ပေးစကားပြောရတယ်ဆရာမအက်ဒမင်တွေကလည်းဖြေဆိုပြောကြားပေးတာပေါ့နော်ဆရာမရဲ့ခွင့်ပြုချက်တွေကိုယူပြီးတော့သူတို့ကလည်းပြပြပေးတယ်နော်အဲ့တော့ဆရာမစီမှာဆွေးနွေးတိုင်ပင်နေဆိုရင်အရှိကဗီဒီယိုမှာနံပါတ်ကလေးတွေကိုပြန်ပြီးနားထောင်ပြီးတော့ဆက်သွယ်မေးမြန်းပေးပါလို့ကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုမှာအခန်းထဲကဆန်းတော်ကြီးမကြအောင်နောက်ပြီးတော့အမျိုးသမီးတွေရဲ့ဒီ sensitive spot ပေါ့နော် sensitive spot point တွေကဘယ်နားတွေမှာလဲအလွယ်ပြောရရင်အမျိုးသမီးတယောက် feel လာအောင်စိတ်ပါအောင်ဘာတွေကစားလို့ရမလဲဆိုတာတွေဟို sexual နဲ့ပတ်သက်ပြီး inner ဒုက္ခနဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့အင်နာရေးဒုက္ခပြေဝပြီးတော့ဇုံတွဲတိုင်းနားလည်မှုတွေမလွဲအောင်လို့ဆရာမကမျှဝေခြင်းဖြစ်ပါတယ်เนาะအဲ့တော့ဆရာမရုပ်ကလေးနဲ့ဒီလိုလေးပြောလို့ဆိုပြီးတော့ချို့ကလည်းအမြင်မတူစားဝေဖန်ကြတဲ့သူရှိတယ်တချို့ကလည်းဆရာမလိုလူမျိုးကလိုအပ်တယ်လို့ပြောတဲ့သူလည်းရှိတယ်အဲ့တော့ဘလို့အမြင်မတူတာလဲ comment လေးတွေမှာမန့်ခဲ့ပေးပါအောင်ဆရာမကတော့အားလုံး comment အားလုံးကိုလက်ခံပါတယ်ရှင် comment ဒီဗီဒီယိုလေးကိုကြည့်ပြီးလူကြီးမင်းတို့ရဲ့ထင်မြင်ယူဆချက်တွေကို comment လေးထဲမှာရေးခဲ့လို့ရပါနဲ့ဗီဒီယိုအသစ်တွေကိုကြည့်ဖို့ subscribe လေးပြုလုပ်ထားခဲ့ပါအောင်ရှင်အားလုံးပဲတာယာချမ်းမြေ့တဲ့နေ့လေးဖြစ်ပါစေရှင်